Number 1. American Democratic အထက်လွှတ်တော်မှ Chris Van Hollen မှာအစားပေးတဲ့နိုင်ငံရဲ့ဒုသမ္မတနဲ့တွေ့ဆုံ၍အမေရိကန်မှမှားယွင်းစွာပြည်내တံပေးခြင်းခံရသောAbrego Garcia ကိုပြန်လည်လွတ်မြောက်ရန်ကြိုးပမ်းမှုအနေနဲ့တွေ့ဆုံဝင်ရရှိရန်ကြိုးစားခဲ့တော်လဲခွင့်ပြုချက်မရရှိခဲ့ပါအစားပေးတဲ့နိုင်ငံရဲ့ဒုသမ္မတမှာAbrego Garcia အနေနဲ့သူ၏မိသားစုနဲ့ရော Chris Van Hollen နဲ့ပါဖုန်းဖြင့်ပြောဆိုခြင်းလာရောက်တွေ့ဆုံခြင်းမရနိုင်ပါတွေ့ဆုံဝင်ရခြင်းလျင်အမေရိကန်တန်ယုံ၏တောင်းဆိုချက်ကိုလိုအပ်ကြောင်းပြောကြားခဲ့ပါတယ်ယခုအချိန်၌တွေ့ဆုံခွင့်မရတော့လဲပဲအခြားလွှတ်တော်အဖွဲ့များအကြိမ်လာရောက်၍တွေ့ဆုံရန်ကြိုးပမ်းမိဖြစ်ကြောင်းကိုမေရီလန်းရဲ့အထက်လွှတ်တော်အမတ် Chris Van Hollen မှပြန်လည်ပြောကြားခဲ့ပါတယ်။ Number 2. စင်ကာပူဝန်ကြီးချုပ် Lawrence Wong ကလာမည့်အထွေထွေရွေးကောက်ပွဲကိုပုံမှန်9လပိုင်းတွင်ကျင်းပရမည့်အစား9လပိုင်း3ရက်နေ့၌စော၍ကျင်းပရန်တောင်းဆိုထားပါတယ်။အခွန်စည်းကြပ်မှုတွေကြောင့်ကမ္ဘာကုန်သွယ်ရေးစနစ်များကမောက်ကမဖြစ်လာခြင်းအရင်ကကမ္ဘာကုန်သွယ်ရေးစနစ်ကိုချမှတ်ခဲ့သောအမေရိကန်မှကမ္ဘာခေါင်းဆောင်အနေထားမှနောက်ပြန်ဆုတ်ရန်ရွေးချယ်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောအခြေအနေတွေကိုအကောင်းဆုံးတုံ့ပြန်နိုင်မှုအတွက်ရွေးကောက်ပွဲကို9လပိုင်း3ရက်နေ့သို့စော၍ကျင်းပရန်တောင်းဆိုထားပြီးရွေးကောက်ပွဲအတွက်ဝန်ကြီးချုပ်မှကိုယ်စားလှယ်လောင်းမျက်နှာသစ်များကိုမိတ်ဆက်ထားပါတယ်။နိုင်ငံသားတိုင်းသည်အတွေးခေါ်အမျှော်မြင်ရှိကြပြီးတင်းကျပ်သောတရားသူကြီးများဖြစ်သောကြောင့်မဲတမဲကိုလွယ်လွယ်နဲ့မရနိုင်ပဲအပြင်းထန်ကြိုးစားရမည်ကိုလည်းစင်ကာပူဝန်ကြီးချုပ်မှပြောကြားထားပါတယ်။ Number 3. Donald Trump မှဂျပန်ကုန်သွယ်ရေးကုသလအဖွဲ့တွေနဲ့ဝါရှင်တန်မှာတွေ့ဆုံမှုပြုလုပ်ခဲ့ပြီးတိုးတက်မှုများစွာရှိကြောင်းကိုပြောကြားခဲ့ကာဂျပန်နှင့်ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုလှုပ်ဆောင်ခြင်းသည်ထိပ်တန်းဦးစားပေးကိစ္စရပ်ဖြစ်သည်ဟုလည်းပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့အစောပိုင်းတွင်24%အခွန်ပေးဆောင်ရမည်ဖြစ်တော်လဲအမေရိကန်သမ္မတ၏ရက်90အခွန်ဆိုင်ငံ့မှုကြောင့်မူလ24%မဟုတ်တော့ဘဲ10%သာပေးဆောင်ရမည်ဖြစ်ပြီးကားနှင့်ပတ်သက်မှု24%ဆက်လက်ပေးဆောင်ရမည်ဖြစ်သည်။အမေရိကန်ဘက်မှအလက်စကာရှိဓာတ်ငွေ့စီမံကိန်းတစ်ခုကိုဂျပန်နိုင်ငံမှဘီလီယံနှင့်ချီရင်းနှီးမြှုပ်နှံနိုင်ခြေရှိသည်ဟုပြောကြားခဲ့ကာအမေရိကန်တွင်ရင်းနှီးမြှုပ်နှံမှုတွေကိုတိုးချဲ့လှုပ်ဆောင်ခြင်းဖြင့်နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်ပြီးအခွန်ကိစ္စကိုလည်းရှောင်လွှဲနိုင်ကာအမေရိကန်ကိုစည်းရုံးနိုင်ပွဲရှိပြီးဧပြီလကုန်ပိုင်းလောက်တွင်ဒုတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်ရန်အစီအစဉ်ရှိကြောင်းကိုဝါရှင်တန်မှမထွက်ခွာခင်ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှပြောကြားခဲ့ပါတယ်